ရှောက်ကောင်းတော့အထောင်းသက်တာရှေးခါတော့ကရွာတရာမှာစင်းရဲသားငယ်တငယ်ချင်း၃ယောက်ရှိကြတဲ့သူတို့၃ယောက်ဟာစံပြမောင်းထောင်းလုံရင်အသက်မွေးဝမ်းကြောင်းရတဲ့တဦးကမောင်းနှံကိုခြေနဲ့နင်းမောင်းထောင်းရတဲ့အခါတယောက်ကမောင်းကြွားကိုက်မောင်းစုံတွင်လက်နဲ့နှိုက်ပြီးစံကိုမှုရတယ်ကြံတယောက်ကမောင်းစုံထိတ်ကနေပြီးစံမုံဖြူစံမုံကျန်းကိုစစ်ယူရရှိဖို့ဒိုင်းခွက်နဲ့ဆင်ကခါချပြီးပြတီးရတယ်အဲဒီလိုနဲ့သူတို့ဟာနေ့စဉ်တက်ညီလက်ညီကြောင်းမြောင်မြောင်ကြိုက်ပြီးမောင်းဦးမာထိုင်းဒိုင်းခွက်ကိုကင်ပြီးကိုရိမ့်ရိုင်ပြီးရှေထိုးလှုပ်ခါကစံမုံကိုတယောက်ကပြနေစဉ်အခြားတယောက်ကမောင်းဦးမှာပဲထိုင်ပြီးတတိကြီးစွာဖြင့်မောင်းကြွလက်၌ကစံမုံကိုမှွေလိုက်မောင်းတန်အကျလက်ရုပ်လိုက်နဲ့အခြားတယောက်ကတော့မောင်းတန်အရင်အဆက်ကနေမတ်တက်ရက်ပြီးမောင်းတန်အဖျားကိုနင်းချီကြွချီနဲ့စံကိုဖြူစေဖို့မောင်းထောင်းရတယ်အဲ့ဒီလိုဘဝမှာနဖူးကချွေခြေမကြအောင်အတူတကွလောက်ကန်ကြစဉ်အချင်းချင်းဂတိကဝေပြုကြတဲ့နောက်တစ်ချိန်မှာကောင်းစားကြီးပွားစီးပွားဖြစ်သူကကြံနှစ်ယောက်ကိုထောက်ကူမဆချီးမြှင့်ကြတဲ့လို့တစ္ဆာပြုကြတယ်။နောက်အခါကာလကြာတော့တငယ်ချင်း၃ဦးတွေကမောင်းနှံကိုအရင်အဆက်ကနေမတ်တက်ရက်ပြီးနင်းချီကြွချီမောင်းနေရတဲ့တငယ်ချင်းတဦးဟာတိုင်းပြည်တစ်ပြည်မှာရှင်ဘင်ဖြစ်သွားတဲ့ကျန်တငယ်ချင်း၂ယောက်ကတော့ကြက်တဲဆင်းရဲစာနဲ့လောက်ကင်စားတော့နေရတာပေါ့ကွယ်။ဆင်းရဲဒုက္ခရောက်နေတဲ့တငယ်ချင်း2ဦးဟာသူတို့ရဲ့ငယ်တငယ်ချင်းတိုင်းပြည်တစ်ပြည်မှာရှင်ဘင်ဖြစ်နေကြောင်းသတင်းကောင်းကြားသိရတဲ့တနေ့မှာထားခဲ့ကြတဲ့ဂတိအတိုင်းမဆိုင်မတော့ထိုတိုင်းပြည်ကိုလိုက်သွားကြတဲ့တို့တော့တခါဖြင့်ဆင်းရဲရင်းကလွတ်ပြီးဆိုပြီး2ယောက်သားမျောလင်းကြီးနဲ့တက်ကြွနေကြတာပေါ့ကွယ်တငယ်ချင်းရှင်ဘင်ရဲ့တိုင်းပြည်ကိုရောက်တော့2ဦးသားတိုင်ပြီးတယောက်စီဘရင်ရှိတော်မှာဝင်ကြတဲ့ရှင်ဘင်ဟာရှေးဥစွာဝင်ရောက်ခါစားလာတဲ့တငယ်ချင်းတယောက်ကိုမြင်ချင်းပဲငယ်တငယ်ချင်းဟောင်းဖြစ်ကြောင်းမှတ်မိသိရှိတဲ့ဒါပေမဲ့မုံမက်ဘူပုံလည်းရာဇအိမ်တွေထဲဝါတာနဲ့နေမှတင့်မယ်လို့တွေးပြီးတခါမှမတီးဘူးမြင်ဘူးဟန်နဲ့မွဲ66ကြောပြစင်းရဲသားအသွင်နဲ့စင်းပြင်းရှာမတင့်ငါဘရင်ရှေ့တော်ပါကိုယိုကာယာအခါစားဝင်ရဲ့ဟဲ့ဘသူလဲမောင်မင်းလို့ခတ်တင်းတင်းမေးလိုက်တယ်အဲ့ဒီခါမှာမနှံမပအယိုးခံတကောင်သားစင်းရဲသားကမှန်လှပါအရှင်ကိုတော်မြတ်ငက်ပြက်စင်းရဲစဉ်အခါကစံပြမောင်းထောင်းဘက်ငယ်တငယ်ချင်းဟောင်းအဆက်ပင်ဖြစ်ပါတယ်လို့အမှန်တိုင်းရှောက်တင်လိုက်တယ်အဲ့ဒီခါရှင်ဘင်ကိုတော်မြတ်ဟာမဟာအဆက်တော်ကွယ်ရွှေမျက်နှာမဲပြီးနည်းနည်းမှငါမသိမမြင်စဘူးဒီယူတကောင်သားကိုနန်းဦးကဆွဲထုတ်ရိုက်ပုတ်ထူတော့မြို့ပြင်ကိုမောင်းထုတ်လိုက်လို့တစ်ချက်လို့မိန်တော်မူတယ်အဲ့ဒီလိုနဲ့အလိမ္မာအတိခေါင်းပါတငယ်ချင်းဟောင်းဆင်းရဲသားဟာမူးမက်များထောင်းထုချက်ကြောင့်ခါဆောင်ပြီးမရှုမလှပြန်ခဲ့ရတဲ့မြို့ပြင်တကားတော်ကလဲတရှိရှိနဲ့စောင့်မျှော်နေတဲ့ကြံတငယ်ချင်းကရှုံးမဲ့ပြန်လာတဲ့တငယ်ချင်းရဲ့အသွင်မြင်ယုံနဲ့အခြေမလာကြောင်းရိပ်မိတဲ့အဲ့ဒါနဲ့အကြောင်းစုံရေးလဲအောင်မင်းမြန်းစုံစမ်းပြီးသူ့အတွက်ဘာမှမစိုးရင်ရမှာကြကဘရင်ရှိတော်ကိုတဖန်ဝင်ပြန်တဲ့ကွယ်ရှင်ဘရင်လဲလာပြန်ပြီးတရားလို့ဝင်လာချင်းငယ်တငယ်ချင်းများမှတ်မိသိရှိတော့လဲရှင်းနေအတူမတိရန်ဆောင်ပြီးမေးပြန်တဲ့ဒီအခါဒုတိယဝင်လာတဲ့တငယ်ချင်းကပထမတင်ငယ်ချင်းရဲ့တင်ငန်းစာကိုနှလုံးသွင်းလိမ္မာပါးနှစ်စာနဲ့ရှောက်တင်မှတော်မယ်လို့စိတ်ကူးကြံစီမိပြီးနန်းဦးသခင်အိုအရှင်မင်းမြတ်အရှင်ဒီဟိုရခင်ကမောင်းထောင်းမျိုးကိုတိုက်ခတ်ရန်အတွက်ကြွားချီနင်းကြီးခြေတဲ့တက်ကိုချက်မှတ်အုပ်ချုပ်ခဲ့စဉ်ကအားအိမ်မယုတ်အကျွန်ုပ်သည်မစုံမရိုင်တအူးတွင်ကြက်ကြန့်ခိုင်ငုတ်တုတ်ထိုင်ပြီးဒိုင်းကင်လျက်အတူတိုက်ခိုက်ခဲ့သူဖြစ်ပါတယ်ဖရာလို့အဖြစ်တင်လျှောက်လိုက်တဲ့အဲ့ဒီခါရှင်ဘင်ကိုတော်မြတ်ကမနှောကြည်မွေဘောတော်ခွေလို့ဟိုရခင်ကာလစင်းရဲသားဘဝတွင်အတူတကွရုန်းကန်လှုပ်ရှားခဲ့ကြရတဲ့မောင်းထောင်းဆံပြာမှုကိုမျှော်ရှုစဉ်းစားပြီးမိမိကမောင်းရင်းကနေနင်းချီကြွကြည့်ပြီးမောင်းထောင်းခဲ့ရတယ်။ဤတငယ်ချင်းကမောင်းဦးတွင်ငုတ်တုတ်ထိုင်ပြီးဒိုင်းခွက်ကိုကိုင်းကဆံပြာခဲ့စစ်ခဲ့ရပေတယ်ဟုပြန်လည်အောက်မေ့စစ်တွေးမိတယ်။တငယ်ချင်းချင်းအပြန်အလှန်ကောင်းစားသူကကြည့်ရှုကြစတန်ထားခဲ့ကြတဲ့ဂတိတစ္ဆာကိုလည်းစင်ကြင်မိလာတဲ့အခွင့်အခါလျောက်တင့်တယ်လျောက်ပတ်အောင်လိမ္မာပါးနဲ့စွာတင်လျှောက်တတ်တဲ့တငယ်ချင်းကိုလည်းချီးမြှင့်မှတော်မယ်လို့ရွှေညံရှင်စင်ကြင်မိပြီးဟမ်မောင်မင်းသည်ငါ၏အမှုတော်တာဝန်ကိုဒိုင်းကင်လျက်ကြည်ပြွန်စွာရွရွချွချွန်ထမ်းဆောင်ခဲ့သည့်အလျောက်ဒိုင်းဝင်ရာထူး၌တည်စေဟုအမိန့်တော်ချကဒိုင်းဝင်ဖြင့်ခန့်အပ်လိုက်တဲ့ဤပုံဝင်ကိုထောက်ရှုပြီးပညာရှင်တို့ဟာအလျှောက်ကောင်းတော့အထောင်းတတ်တာဟု၎င်းနှုတ်ကောင်းတော့ပြည်ဆိုးဟုတသွဲစကားပုံပြုကြတယ်ဒါကြောင့်စကားကိုတစ်ဖက်သားနှစ်ဝင်ချူအောင်လိမ္မာပါးနဲ့စွာရင်ကျေးစွာပြောဆိုတင်ကြပေတယ်